ကဲရှိလုံးကပကံအင်ပါယာကြီးကိုအောင်မြင်တည်ထောင်နိုင်ခဲ့တဲ့အနော်ယထာမင်းစိုးရဲ့နောက်ဆုံးအချိန်အကြောင်းကိုပြောပြရရင်တော့ဖြင့်တနေ့မှာတော့မင်းကြီးဟာတိုင်းပြည်နယ်စပ်တွေကိုလှည့်လည်စစ်ဆေးပြီးပကံမျိုးတော်ကိုအပြန်ခီးနှင်လာခဲ့ပါတယ်မြို့တော်နဲ့မလန့်မကန့်မှာရှိတဲ့အောင်သာမြစ်ခြေဆိုတဲ့အရက်ကိုရောက်တဲ့အခါမှာတော့မထင်မှတ်ထားတဲ့သတင်းတစ်ခုကိုကြားလိုက်ရပါတော့တယ်အဲ့ဒါကတော့မြေကမ်းနားကကျူတော်ကြီးထဲမှာလူသူတွေကိုရံမှုနေတဲ့တောကျွဲရိုင်းကြီးတစ်ကောင်ရှိနေတဲ့ဆိုတဲ့သတင်းပါပဲဒါကိုကြားချင်းမှာပဲရဲစွမ်းတတိနဲ့ပြည့်စုံတဲ့မင်းကြီးဟာဘသူကိုမှမစိတ်ခိုင်းတော့ပဲသူကိုယ်တိုင်ပဲနှိမ်နှင်းမယ်ဆိုပြီးစီးတော်စင်ကိုကျူတော်တဲကိုစွတ်အတဲမောင်းငင်သွားခဲ့ပါတယ်ကျွဲရိုင်းကြီးနဲ့တွေ့တဲ့အချိန်မှာတော့ကျွဲရိုင်းကြီးကလည်းမကြောက်မရွံ့ပဲပြန်လဲတိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်မင်းကြီးကစီးတော်စင်ကိုအရှိန်နဲ့အတင်းခတ်ပြီးကျွဲရိုင်းစီကိုတိုးဝင်လိုက်တဲ့အချိန်မှာပဲမတော်တဆစင်ပေါ်ကနေနေပြင်ပေါ်ကိုလိမ့်ကျသွားပါတော့တယ်အဲ့ဒီလိုလဲကျသွားတဲ့အချိန်မှာပဲတော်ကျွဲရိုင်းကြီးရဲ့ခတ်ချင်းကိုခံလိုက်ရပြီးပကံပြည်ရဲ့နေမင်းတစ်ပါးလိုတောက်ပခဲ့တဲ့အနော်ယထာမင်းကြီးဟာအဲ့ဒီနေရာမှာတင်နတ်ရွာဆန်ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်ဗျာ